မင်္ဂလာပါမိတ်ဆွေဒီနေ့မနေ့အိယာထားတုန်းကခန်းစားချက်ကိုမှတ်မိသေးလားတီဆိုပြီးတော့မိလာတဲ့ဖုန်းလမ်းကိုကြားလိုက်တဲ့အချိန်မှာမိတ်ဆွေဘာလုပ်လိုက်တယ်လဲဖုန်းကိုကောက်ကိုင်းပြီးအလန်းကိုပိတ်လိုက်မယ်ပြီးတော့ကိုပြန်ပြောတယ်နောက်ထပ်9မိနစ်လောက်မှေးလိုက်အောင်မယ်လို့လေတကယ်တော့အဲ့ဒီ9မိနစ်ကဘာမှထူမသွားပါဘူးမိတ်ဆွေအိယာကထားရမယ်ရေချိုးမယ်ဘတ်စကာတိုးစီးမယ်ဒါမှမဟုတ်ကားပိတ်တာကိုထိုင်နေမယ်ပြီးရင်ရုံးကိုရောက်လာမယ်ရုံးရောက်တဲ့နဲ့မိတ်ဆွေရဲ့တတိမျက်နှာကိုမြင်ရမယ်သူမျက်နှာကဘာနဲ့တူတယ်လဲဆိုတော့တရတိတနက်ကိုရှာလကာကြီးစိန်ထားသလိုပါပဲချင်းစုံနေတာပဲကျွန်တော်တို့အားလုံးဒီလိုဖြတ်သန်းနေရတယ်ရတဲ့လာစာကိုမျှော်မယ်လာစာရပြီး3ရက်လောက်နေရင်ပက်ဆန်ကကုန်တဲ့လောက်ဖြစ်သွားမယ်ငါကိုပိုင်စီးပွားရေးတစ်ခုခုလုံးမရတော့မယ်ဆိုတဲ့အတွေးကခေါင်းထဲဝင်လာမယ်ဒါပေမဲ့ကြောက်တဲ့အလုတ်ထွက်လိုက်ရင်ထမင်းငတ်သွားမလားလုပ်ငန်းတစ်ကအဆင်မပြေရင်ဘယ်လိုလုပ်မလဲဒီနေ့ဗီဒီယိုမှာတော့မိတ်ဆွေကိုအလုတ်ထွက်စာချက်ချင်းတင်ခိုင်းမှာမဟုတ်ပါဘူးမိတ်ဆွေရဲ့မျက်နှာချင်းစိုးစိုးတတိစီကလာစာကိုယူရင်းကိုပိုင်စီးပွားရေးအင်ပါယာတစ်ခုကိုဘေးပေါက်ကနေဘယ်လိုတိဆောက်မလဲဆိုတာကိုပြောပြပြီးသွားမှာပါဖုန်လီစတန်မော်ဒင်ကော်ဖီလေးအစီတောက်ရင်နားထောင်လို့ရပါတယ်ကဲဒါဆိုစလိုက်ကြရအောင်ပါနံပါတ်1 mindset ပြောင်းလဲခြင်းပထမဆုံးအနေနဲ့မိတ်ဆွေရဲ့လက်ရှိအလုပ်ကိုရှုမြင်ပုံကိုပြောင်းလဲရပါမယ်လူတော်တော်များများကကိုယ့်အလုပ်ကိုထောင်ချောက်တစ်ခုလိုမြင်ကြတယ်ငါဒီမှာပိတ်မိနေပြီဆိုပြီးတော့ပေါ့တကယ်တော့မဟုတ်ပါဘူးမိတ်ဆွေရဲ့လက်ရှိအလုပ်ဟာမိတ်ဆွေရဲ့ angel investor အရင်နှီးစိုက်ထုတ်ပြီးသူပါပဲစဉ်းစားကြည့်ပါမိတ်ဆွေစီးပွားရေးစမယ်ဆိုရင်အရင်နှီးလိုမယ်မိဘူးရေဘူးပေးရမယ်ထမင်းစားရမယ်အဲ့ဒီစိတ်တွေကိုဘယ်သူကရှင်းပေးနေတယ်လဲဟုတ်ပါတယ်မိတ်ဆွေရဲ့ဒီအသည့်တနဲ့တတိကရှင်းပေးနေတာပါဒါကြောင့်ရုံးချိန်မနေ့9နာရီကနေညနေ9နာရီအထိဒေးရော့လို့ခေါ်ပြီးတော့ညနေ6နာရီကနေည10နာရီအထိကိုတော့ဒရင်းကြော့လို့ခေါ်ပါတယ်တချို့ကတော့ပြောင်းပြန်မြရုံမှာအလုံးလုံးနေတုန်းကတော့ dream job ပါပဲဘာလို့လဲဆိုတော့ရုံချိန်မှာအိပ်ပြောပြီးအိမ်မက်နေလို့လေအဲ့ဒီလိုတော့မလုပ်ပါနဲ့တတိကမိသွားရင်အလုတ်ထွက်စာတင်စရာမလိုပဲအိမ်ပြန်ရောက်သွားပါလိမ့်မယ်အဓိကချက်ကတော့အလုတ်ကရတဲ့လာစာကိုစားစိတ်လို့မမြင်မဲ့စီပွားရေးရန်ပုံငွေလို့မြင်အောင်ကြည့်ပါဒါကပထမဆုံးအဆင့်ပါနံပါတ်2အချိန်ကိုဘယ်လိုရှာမလဲကျွန်တော်မှအချိန်မရှိဘူးဗျာရုံးကပြန်ရောက်ရင်ပင်ပန်းပြီလို့ပြောချင်နေမလားဟုတ်ပါတယ်ပင်ပန်းပါပါဒါပေမဲ့မိတ်ဆွေမှအချိန်မရှိတာမဟုတ်ပါဘူးဦးစားပေးမှုလွဲနေတာပါညဘက်အိမ်ပြန်ရောက်လို့ရေမိုးချိုးထမင်းစားပြီးရင်ဘာလုပ်မလဲဆိုဖာပေါ်မှာလဲပြီးဖုန်းဝင်မယ် Facebook မှာကိုအေးရဲ့အကောင့်ကိုဝင်ပြီးကြည့်မယ်သူဘယ်သူနဲ့တွဲနေမလဲစုံစမ်းမယ်ပြီးရင် TikTok ကြည့်မယ်ကြည်ရင်နဲ့ည7နာရီထိုးသွားမယ်ဟောအချိန်လေးဖျောက်သွားတယ်လေ EHC ရောက်သွားတာပေါ့အချိန်ဆိုတာဖန်တီးယူမှရတာပါတနေ့ကို2နာရီဟုတ်ပါတယ်တနေ့ကို2နာရီလောက်ဖဲပေးပါ Netflix ကဗီဒီယိုကြည့်မဲ့အချိန်ဂိမ်းဆော့မဲ့အချိန်ကိုရှော့ပြီးတော့ကိုယ်လုပ်ငန်းအတွက်အချိန်2နာရီလောက်ပြီးပါတနင်္လာနေ့ကနေတောက်ကြနေ့အထိညဘက်2နာရီအလုပ်လုပ်ရင်တပတ်ကို10နာရီရပါပြီစနေတနင်္ဂနွေတစ်ရက်ကို9နာရီလောက်အလုပ်လုပ်ရင်10နာရီထပ်ရပါပြီစုစုပေါင်းတစ်ပတ်ကိုနာရီ20လောက်ကိုပိုင်စီးပွားရေးအတွက်အချိန်ရနေပါပြီဒါဟာပါတိုင်းဝန်ထမ်းတယောက်ခံထားတာနဲ့အတူတူပါပဲအဲ့ဒီပါတိုင်းဝန်ထမ်းကတော့မိတ်ဆွေကိုယ်တိုင်ပါပဲနံပါတ်3ဘာစီးပွားရေးလုပ်ပါလဲအချိန်တော်ရပြီးဘာလို့ရမှမသိဘူးဆိုသူတွေအတွက်ပါအိုင်ဒီယာရှာတဲ့အခါလူတော်တော်များများကဤလိုမဲ့လို့ဒုံးပြန်လူဖို့လောက်ပဲစဉ်းစားကြတယ်ငါလုံးမဲ့အလောက်ကကဘာကြီးကိုပြောင်းလဲပြရမယ်တဲ့နေပါအောင်ကဘာကြီးကိုမပြောင်းလဲခင်ကိုယ့်ဘက်ဆက်အိတ်ကိုအရင်ပြောင်းလဲကြရအောင်ပါကိုယ့်ရဲ့ကျွမ်းကျင်မှုစကီးနဲ့ဝါသနာပေါင်းဆက်ပါစရင်ကိုင်ဝန်ထမ်းလားဝန်လိုင်းကနေစရင်ကိုင်သင်တန်းဖွင့်လို့ရမလားဒါမှမဟုတ် SME လုပ်ငန်းတွေအတွက်စရင်လုပ်ပေးမလားဒီဇိုင်နာလား freelance အပြင်အင်ဂျီဒီဇိုင်းထုတ်ရောက်မလားဘာမှမကျွမ်းကျင်ဘူးလားဒါဆိုရင်ရောင်းဝယ်ရေး reseller ဒါမှမဟုတ် online shop လုပ်ရမလားမိတ်ဆွေကြိုက်တာလုပ်လို့ရပါတယ်ဥမာကိုဖီလုံးဆိုတဲ့တငယ်ချင်းတစ်ယောက်ရှိတယ်သူကကုမ္ပဏီမှာ ID သမားသူစကားပြောရမ်းကောင်းတယ်ရုံမှာဆိုပါဇက်ကပိတ်တဲ့ကိုမရှိဘူးနောက်ဆုံးသူ့ဘာသာသူဘာလုပ်ရမလဲဆိုပြီးတော့ညဘက်ဒီမှာလိုက်လွန့်ပြီးဈေးရောက်တယ်ဘာရောက်နေတိလားငပိဂျိုရောက်နေဗျာ ID သမားကငပိဂျိုရောက်နိုင်တော့အခုတော့သူ့လာစားတဲ့ငပိဂျိုရောက်ရငွေကပိုများနေပါပြီဆိုတော့ကိုဘာလုပ်နိုင်တယ်လဲသူတွေကဘာလိုအပ်တယ်လဲဆိုတာကိုရှာပါအကြီးကြီးမစင်စားပါနဲ့ပြဿနာသေးသေးလေးတစ်ခုကိုဖြေရှင်းပြီးရင်ပတ်စံရပါပြီနံပါတ်4ငွေကြီးစီမံခန့်ခွဲမှုစီးပွားရေးစပြီးဆိုတာနဲ့ပတ်စံလိုပါပြီအများစုကအလုပ်ထွက်ပြီးရတဲ့ရော်ကြီးငွေလေးနဲ့စီးပွားရေးလုပ်ချင်ကြပါတယ်ဒါဟာအရန်အနေနဲ့များပါတယ်ကျွန်တော်အကြံပေးချင်တာက food step ပြီးပါဆိုလိုတာကကိုမှရှိတဲ့ပတ်စံနည်းနည်းလေးနဲ့စတာပါအကျွေးမယူပါနဲ့လာစာရရင်အဲ့ဒီလက်စာတွေက10ရာခိုင်နှုန်းသို့မဟုတ်20ရာခိုင်နှုန်းကိုစီးပွားရေးအတွက်ဖယ်ထားပါတတိထားရမယ့်အချက်ကတော့ကိုယ်ပိုင်စီးပွားရေးလုပ်လို့ပထမဆုံးဝင်ငွေရလာပြီဆိုပါတော့ဥမာ online shopping ကနေ3သိန်းမြတ်တယ်ဆိုပါစို့အဲ့ဒီ3သိန်းကိုယူပြီးဘီယာဆိုင်သွားတာတို့ KTV သွားတာတို့ iPhone အသစ်လဲတာတို့မလုပ်ပါနဲ့
အဲ့ဒီ3သိန်းကိုလုပ်ငန်းထဲပြန်ထည့်ပါပစ္စည်းထက်ဝယ်ပါကြော်ညာကထက်သုံးပါစီးပွားရေးသမားအသစ်ဒီမှာမှားတဲ့တာက CEO ဂေါ်လီလုပ်ချင်တာပါလုပ်ငန်းကတည်တည်လေးလိပ်စာကရွှေရောင်ငွေရောင်တွေနဲ့ရုံငန်းငှမဲ့အတွင်းရေးမှုခက်မယ်ပေါ့မလုပ်ပါနဲ့ကိုအိမ်ငန်းကကိုရုံငန်းမှာကိုကွန်ပျူတာကကိုဝင်ထဲမှာပဲဝင်ငွေမရှိခင်ဇရိတ်မကြီးပါစေနဲ့နံပါတ်5ဘယ်အချိန်မှာအလုပ်ထွက်မလဲမိတ်ဆွေကြိုးစားလာလိုက်တာအခုဆိုရင်ညာဘက်တွေမှာအလုပ်လုပ်ရတာပင်မမိမဲ့ပြောဖို့ကောင်းလာပြီဝင်ငွေတွေလည်းဝင်လာပြီဒါဆိုဘယ်ချိန်မှာတရသီးတဲ့တထေးကိုနှုတ်ဆက်မလဲပုံတင်ကြီးကတော့ကိုစီဝါကြီးကရတဲ့ပုံမှန်ဝင်ငွေဟာလက်ရှိလကရဲ့တဆာခွဲသို့မဟုတ်နှစ်ဆရှိတဲ့အချိန်ပြီးတော့အဲ့ဒီဝင်ငွေက6လဆက်တိုက်တည်ငြိမ်နေတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီအချိန်ရောက်ရင်မိတ်ဆွေကအလုပ်ထွက်လို့ရပါပြီတထေးကိုကျေးဇူးတင်ကြောင်းပြောပါဘာပဲဖြစ်ဖြစ်သူစီကရတဲ့လစာနဲ့ဒီလုပ်ငန်းကိုတိဆောက်ခဲ့တာကိုဒါပေမဲ့စိတ်ထဲမှာတော့ကိုပိုင်မှာမျိုးခမကြီးရဲ့မျက်နှာကိုမကြည့်တော့ဘူးလို့အော်ဟစ်နေရမှာပေါ့။ကိမိတ်ဆွေဝန်ထမ်းဘဝကနေကိုပိုင်စီးပွားရေးသမားဖြစ်ဖို့ဆိုတာတညာတည်းနဲ့ဖြစ်လာမယ့်အရာမဟုတ်ပါဘူး။ဒါဟာမာရသွန်ပြီးရတယ်လို့ပါပဲမောမယ်ပတ်မယ်တခါတလေကိုတငယ်ချင်းတွေလဲပက်နေချိန်မှာကိုကအခန်းအောင်ပြီးအလုံးလုံးနေရလိမ့်မယ်။ဒါပေမဲ့တခုမှတ်ထားပါအခုသူများမလုံနိုင်တဲ့အလုပ်တွေကိုလုပ်ထားမှနောက်ပိုင်းကျရင်သူများမနေနိုင်တဲ့ဘဝမျိုးမှာနေရမှာပါ။ဒီဗီဒီယိုလေးပြီးသွားရင်ဗာဆက်လုပ်မလဲ TikTok ဆက်ကြည့်မလားဒါမှမဟုတ်စာရက်တွေနဲ့ဘောမေတချောင်းယူပြီးငါဘာလုပ်နိုင်မလဲဆိုတာခြာရေးမလားရွေးချယ်မှုကမိတ်ဆွေလက်ထဲမှာပါဒါတောင်ပြီးတာကျေးဇူးများကြီးတင်ပါတယ်မိတ်ဆွေရဲ့လုပ်ငန်းကြီးဖြောင်ပြူပါစေ